အဲ့ဒီဟောင်းကနှစ်ဦးသဘောတူနှုတ်ထွက်အာဆင်နယ်ကလည်း Bruno Guimaraes ကိုခေါ်နိုင်ခဲ့ပြီ brother တို့ရေတိုနာလီကို Spa Anthony Gordon ကို Barcelona Isak ကို Liverpool Trippier ကို Wu ကိုပေးပြီးတဲ့နောက်ပိုင်းမှာကမ္ဘာအချမ်းသာဆုံးကလပ်အသင်းကြီးရဲ့စီမံခန့်ခွဲပုံတွေကိုတော့ကျွန်တော်မိကုန်းထုတ်ချင်စီကတော့ကောင်းနေခဲ့ပြီဗျာအင်္ဂလန် Premier League ကလပ် Newcastle United အသင်းအနေနဲ့ရှိသမျှလူအကုန်လုံးကိုထုတ်ရောင်းလိုက်ရတဲ့အထိအခြေအနေဘယ်လောက်ထိဆိုးဝါးသွားလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ပြီးတော့လေ့လာကြည့်လိုက်ကြအောင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဘာကလေးဘာမှ channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာလေးကတော့ကမ္ဘာအချမ်းသာဆုံးအသင်းဟုတ်ပါတယ် brother တို့ကြားတာမှားပါဘူး Newcastle United အသင်းရဲ့ downfall era လေးပေါ့နော်ကြာဆုံးကန်းလေးကိုတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ခင်ဗျာ2021 R3 တွေဝယ်ပြီးနောက်ပိုင်းမှာ Newcastle အသင်းကကမ္ဘာအချမ်းသာဆုံးကလပ်အသင်းဖြစ်လာခဲ့တယ်2022-2023 season မှာဆိုရင်ကျွန်တော်တို့အဆင့်၄နဲ့ Premier League ကိုဇက်သိမ်းခဲ့ပြီးတော့ Champion League ကိုဝင်ခွင့်ရခဲ့တယ်ဗျ2023-2024 season မှာဆိုရင်လည်း Champion League မှာဝင်ရောက်ရှင်ပြိုင်ပြီးတော့ PSG ကို 4-1 နဲ့နိုင်တဲ့ပွဲဆိုတော့မှတ်မှတ်ရရပါတော့စိန်ချင်းဘက်မှာ PSG ကို 4-1 နဲ့နိုင်ခဲ့သလိုဝေးကွင်းမှာလည်း PSG ကို 1-1 နဲ့တည်ကြခဲ့တယ်ဒါပေမဲ့ကံမကောင်းအကြောင်းမလားစာနဲ့ပဲအုပ်စုကနေတော့မတက်ခဲ့ဘူးဗျအဲ့ဒီ season မှာပဲ Carabao Cup ရဲ့ final မှာ Manchester United ကိုရှုံးခဲ့ရပေမဲ့ final ကိုတော့ရောက်ခဲ့တယ်ဗျ2024-2025 ရာသီမှာတော့ Carabao Cup ကိုရပြီးတော့ qualifying for Euro game ပေါ့နော်ရှင်ပြိုင်နိုင်ခဲ့တယ်2025-2026ပြီးခဲ့တဲ့ရာသီကတော့အဆိုးဆုံးပေါ့ဗျာအဆင့်7နဲ့ဇက်သိမ်းခဲ့တယ်ဥရောပရှင်ပြိုင်ခွင့်တွေလည်းလွဲချော်ခဲ့တဲ့အပြင်တင်းရဲ့အဓိကကစားသမားအများစုကိုလည်းလှုပ်ပေးခဲ့ရတယ်အဲ့နောက်ပိုင်းမှာလည်းအတင်းရဲ့ minor share ရှင်တချို့ကနေပြီးတော့နှုတ်ထွက်ခဲ့တယ်အတင်းကို PAF ကိုလုံးလုံးလွယ်လွယ်ပေးခဲ့လိုက်တယ်ဗျအခုလိုကစားသမားကောင်းတဲ့အကုန်လုံးကိုထုတ်ရောင်းလိုက်ရတဲ့အထိဘယ်လောက်ထိအသင်းကအခြေအနေဆိုးဝါးသွားလဲဆိုတာကိုကျွန်တော်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးဗီဒီယိုမျိုးကျွန်တော်တိတ်ပြီးတော့တင်ဆက်ချင်တာတော့မဟုတ်ပါဘူးဒါပရိသတ်ကြီးကိုအမှန်တိုင်းသိစေချင်တဲ့သဘောနဲ့ပဲကျွန်တော်တင်ဆက်ပေးသွားတာပါနော်ဒီဗီဒီယိုတင်ဆက်ပေးရတဲ့အတွက်ကျွန်တော်အနေနဲ့ရင်ရမ်းတာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း Newcastle United ကိုငယ်ငယ်လေးကအားပေးခဲ့တဲ့ဒိုင်းဟက်ပရိသတ်တယောက်ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာအပေးရခြင်းအကြောင်းရရင် channel အကြောင်းကြောင့်မဟုတ်ဘူးဗျအဖေကြောင့်လည်းမဟုတ်အဖိုးကြောင့်လည်းမဟုတ်ကျွန်တော်လွန်ခဲ့တဲ့15နှစ်လောက်က PlayStation 2 game တွေဆော်တော့မှာပေါ့နော်အဲ့ထဲမှာဟေးဆိုရင်ကျွန်တော်ဒီ Newcastle အသင်းကိုယူကန်လိုက်တဲ့အခါဆိုရင်ဒီရှေ့တန်းမှာဟေးဆိုရင် Over Fifi Martin တို့ပါတယ် Viduka တို့ပါတယ် Owen တို့ပါတယ်အလယ်မှာဟေးဆိုရင် Smith တို့ Jeremy တို့လက်ဘက်မှာဆိုလဲ Babaya တို့ဒီ center back မှာဟေးဆိုရင် Colochini တို့ကိုသမားဆိုလဲ Harper တို့ Given တို့ဗျာ right back မှာဟေးဆိုလဲ Enric တို့ကကပတို့ဘာတို့ကရှိသေးတယ်မှတ်မိမယ်ဟဲ့ဆိုရင်ဟိုပါဘောနော်ဒါမီယန်တက်တို့ဘာလို့ဆိုလဲ speed အရန်ကောင်းတယ်ဆိုတော့ game ထဲမှာဒီအသင်းကအရန်ကန်လို့ကောင်းတဲ့အသင်းဗျဆိုတော့အဲ့မှာကျွန်တော်တကယ်ချင်းနဲ့ PlayStation 2ကစားရင် game ထဲမှာဒီအသင်းကိုယူကန်နေပဲစောစောတန်းအားပေးဖြစ်ခဲ့ကြတာပေါ့ဗျာနော်ကိုလိုချီနီတို့ဂျိုနက်ကူဒီယာတို့တမ်မစင်းကနှစ်ခဲ့ရတယ်ဗောနော်တန်ဆင်းသွားလဲကျွန်တော်ဒီ championship ပွဲတွေကိုသတင်းတွေကိုလိုက်ပြီးတော့ကြီးပြစ်သေးတယ်ဗျအဲ့လောက်ထိကောစောစောမြင့်မြင့်အားပေးခဲ့တဲ့အသင်းယူမှုအားပေးခဲ့တဲ့အသင်းကအခုလွန်ခဲ့တဲ့9နှစ်လောက်မှာကမ္ဘာအချမ်းသာဆုံးအသင်းဖြစ်လာခဲ့တယ်ဒါပေမဲ့လောလောဆယ်ကမ္ဘာအချမ်းသာဆုံးအသင်းဖြစ်နေပေမဲ့လည်းအသင်းရဲ့အခြေအနေကဘယ်လောက်ထိဆိုးဝါးသွားလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကြည့် brother တို့ကျွန်တော်ဗီဒီယိုလေးကိုမပြတ်တဲ့တစ်ချက်စောင့်ကြည့်ပေးဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ကျွန်တော်ဒီကနေပဲတောင်းဆိုချင်ပါတယ်ခင်ဗျာကဲဆက်ပြီးတော့လေ့လာကြည့်လိုက်ကြအောင်နော် brother တို့ Newcastle United အသင်းကို2021ခုနှစ်အောက်တိုဘာ9ရက်နေ့မှာအရင်ပိုင်ရှင်ဟောင်း Mike Ashley စီကနေပြီးတော့ Saudi Arabia PIF ကနေဝယ်ယူလိုက်တယ်ဗျ PIF ကဝယ်ယူလိုက်တဲ့အချိန်မှာပဲ Newcastle အသင်းကကမ္ဘာပေါ်မှာအချမ်းသာဆုံးကလပ်အသင်းဆိုပြီးတော့တရားဝင်ဖြစ်လာခဲ့တယ်ဗျ။ဘာကြောင့်လဲဆိုတော့အသင်းရဲ့ပိုင်ရှင်တွေဖြစ်တဲ့ PIF ကဗျာသဘောတရားကျန်တဲ့အသင်းတွေလို့မဟုတ်ဘူး PIF ကုမ္ပဏီဆိုတာဒီ Saudi Arabia နိုင်ငံပိုင်ကုမ္ပဏီဗျ Saudi Arabia အစိုးရရဲ့ကုမ္ပဏီတစ်ခုဗျာဟိုတခြားအသင်းတွေဟေ့ဆိုရင်ပိုကီက owner ရနေပိုင်တာ Newcastle ကအဲ့လိုမဟုတ်ဘူးနဲ့ Saudi Arabia နိုင်ငံပိုင်လို့ကိုဖြစ်သွားတာဗျ Newcastle United နဲ့အတူ PIF မှာရှိတာ Newcastle United ကတော့ပထမနံပါတ်1အသင်းပေါ့နော်နံပါတ်2 3လေးကကြာ Enasa တို့ Ali တို့ Etihad တို့ကလည်း Newcastle United အသင်းပိုင်ရှင်ပိုင်တဲ့အသင်းတွေကြီးပဲဗျာနော်အဲအကြောင်းလို့ဆက်ပြောမယ်ဟေ့ဆိုရင်ကျွန်တော်2021မှာ Newcastle ကို PIF က take over လုပ်လိုက်တယ်အဲ့အချိန်မှာ Newcastle ကကမ္ဘာအချမ်းသာဆုံး club ဖြစ်လာခဲ့တယ်အသင်းအခြေအနေအရန်ဆိုးဝါးနေတဲ့အချိန်အောက်တိုဘာ2021မှာတော့ Steve Bruce ကိုအသင်းရဲ့နီးပြအဖြစ်ကနေထုတ်ပယ်လိုက်ပြီးတော့နိုဝင်ဘာ2021မှာလက်ရှိအခုထွက်သွားတဲ့နီးပြဖြစ်တဲ့Eddie Howe ကိုနီးပြအသစ်ဖြစ်ခန့်အပ်လိုက်တယ်ဗျ2021ဒီအဲ့ season မှာတင်မဲ့ Eddie Howe နဲ့အတူဒီကစားသမားအသစ်တွေရဲ့စွမ်းဆောင်ရည်ကြောင့် Newcastle ကအတန်းစင်းဆောင်ကနေပြီးတော့ရှောင်ရှားနိုင်ခဲ့တယ်ဗျတန်းစင်းဆောင်ကနေရှောင်ရှားပြီးတော့ Premier League မှာတန်းတင်ကြံရစ်နိုင်ခဲ့တယ်ဗျ2021အသင်းအခြေအနေဆိုးဝါးနေတဲ့ဆောင်းရာသီပေါ့နော်အပြောင်းရွှေ့ January မှာတော့ Eddie Howe အပြင် Kieran Trippier ဦးဆောင်ပြီးတော့ Chris Wood တို့ Bruno Guimaraes တို့ Matt Targett တို့ Dan Burn တို့9ယောက်ရောက်လာခဲ့တယ်အထူးဖြင့်ဒီ Trippier နဲ့ Bruno Guimaraes ရဲ့2ယောက်ရုံးအားတော်တော်လေးများရတယ်ဗျမဆိုသူတို့2ယောက်အသင်းကိုဆွဲတင်ပေးသွားတာပေါ့နော်အဲ့ရာသီမှာလည်းတော်တော်လေးအဆင်ပြေခဲ့တယ်အသင်းအနေနဲ့လည်း relegation ကိုရှောင်နိုင်ခဲ့တယ်ဗျ2021မှာ Kieran Trippier Chris Wood Guimaraes Matt Targett Dan Burn တို့ဝယ်ယူနိုင်ခဲ့ပြီးတော့2022မှာတော့
ဘောမန်တို့နစ်ပုတ်တို့အပြင်ဒီအလက်ဇန်ဒါအေးဆက်လိုထိပ်တိုင်းတက်စစ်မှုကိုပါဝယ်ယူနိုင်ခဲ့တယ်ဗျ2023မှာတော့အန်တိုနီဂိုရန်နဲ့ဆန်ဒရိုတိုနာလီကိုဝယ်ယူနိုင်ခဲ့ပါတယ် brother တွေသူတို့ဝယ်ယူလိုက်တာဖြစ်တဲ့ပြောင်းအသင်းရဲ့ကစားသမားတချို့ဖြစ်တဲ့မက်ဆီမင်တို့အယ်မီရိုတို့တော့ရောင်းချခဲ့ရတယ် brother တွေ rule နဲ့တွားပြီးတော့ညှိမှာမလို့ပါနော်ဒီ Premier League ရဲ့ financial rule နဲ့တွားပြီးတော့ညှိမှာဆိုလို့ပြန်ပြီးတော့ကစားသမားတချို့ကိုတော့ပြန်ပြီးတော့ရောင်းချခဲ့ရတယ်ဗျအသင်းအနေနဲ့ကလည်းကမ္ဘာအချမ်းသာဆုံးကလပ်အသင်းဖြစ်တယ်ဆိုပေမဲ့ Premier League ရဲ့ financial rule ကြောင့်ပေါ့နော် Van der Sar ဆိုင်ရာစီမံစည်းကမ်းတွေကြောင့်အသင်းအနေနဲ့3ချိန်တိုင်းတော့3ခွင့်မရခဲ့ဘူးဗျပြီးတော့အသင်းသွားနေတဲ့လမ်းကြောင်းကလည်းဘယ်လိုသွားတာလဲဆိုတော့ Chelsea တို့ဒီ Man City တို့လိုမျိုးပြစ်ဒဏ်တွေပါတယ်သူကမခံယူခြင်းမဲနဲ့ဘောင်ထဲကနေသွားခြင်းတာဖြစ်တဲ့ကြောင့်အခုလိုအခြေအနေမျိုးကိုကျွန်တော်ကြုံတွေ့ခဲ့ရပဲဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်တယ်ဗျနော်2021မှာတန်းစင်းစုံရှောင်ပြီးခဲ့တဲ့ Newcastle အဒီဟောင်းကိုနီးပြဖြစ်ခန့်ရခဲ့တယ်January မှာခေါ်ယူခဲ့တဲ့ player နဲ့ view Newcastle အဆင့်7နဲ့တန်းစင်းဆောင်ရှောင်လွှဲနိုင်ခဲ့တယ်ဗျ2022-2023ရာသီမှာတော့ရန်ကောင်းနဲ့သူတို့က Premier League မှာ82မှတ်နဲ့အဆင့်4ကိုရပ်တည်ခဲ့တယ်ဗျအဲ့နောက်မှာတော့သူ Champion League ကို qualify ဖြစ်ခဲ့တယ်ပေါ့နော် Champion League ကို qualify မဖြစ်ခဲ့တာသူတို့အနေနဲ့တော်တော်ကြာပြီ2003ခဲ့တဲ့အတိုင်းတော်တော်ကြာပြီပေါ့နော်2023-2024 Champion League ရာသီမှာတော့ PSG အသင်းကို4ဂိုးတကူနဲ့အင်္ဂလန်မှာနိုင်နဲ့ဝေးကွင်းမှာလည်းတကူတည်ကြခဲ့တယ်ဆိုပေမဲ့ AC Milan တို့ PSG တို့ဒေါ်မွန်တို့ပါတဲ့အုပ်စုမှာသူကအဆင့်4နဲ့ပဲအောက်ဆုံးနေနဲ့ပဲယာတီတင်ခဲ့ရတယ်အဲ့ယာတီမှာလည်းဒါပေမဲ့သူအဆင့်9တော့ရအောင်ဆွမ်းဆောင်နိုင်ခဲ့သေးတယ်ဗျ2023မှာပေါ့နော်2023ရာသီကနျူကာဆယ်အသင်းမှာကစားသမားအဆုံဆုံးချိန်ဒါပေမဲ့ပြဿနာကသူတို့ target တွေကအရင်များသွားတာဗျ target တွေကဘယ်လိုထားလဲဆိုရင် Champion League မှာလည်းသူတို့ရှင်ပြိုင်ရတဲ့အထက်မှာ Carabao Cup ကိုလည်း final ထိရောက်လိုက်သေးတယ်ဗျ Man U နဲ့တာတွေ့ပြီးတော့ပြုတ်ခဲ့တာပေါ့နော်ရှုံးခဲ့တာ final မှာအဲ့ဒါအပြင် Premier League မှာအဆင့်9လောက်ထိကိုသူတို့ရအောင်ဆွမ်းဆောင်နိုင်ခဲ့သေးတယ်ဗျကျွန်တော်တို့ပြည်သက်အများစုဖြစ်စေချင်ခဲ့တာကနျူကာဆယ်အသင်းကိုတန်းစင်းစုံရှောင်ပြီးခဲ့တဲ့ Champion League ကိုတန်းပြီးတော့မသွားစေချင်ဘူးဗျနောက်ရာသီမှာသိမှာဘာလို့ဘလောက်ပဲလူဝဲ Champion League လူစင်းကြီးတော့တန်းပြီးဖြစ်မလာနိုင်ဘူး PSG ကိုတရေတို့အနိုင်တို့ဆိုတာစိတ်တွေသူတို့တအားထည့်ပြီးကန်ခဲ့လို့တာရခဲ့တဲ့ရလက်တွေကြကျွန်တော်သွားစေချင်ခဲ့တာအလွန်ဆုံးဗျ Europa League လောက်ပဲခဏသွားအောင်ပေါ့ရှင်ပြိုင်အောင်နောက်နှစ်ကျမှနောက်နှစ်3နှစ်လောက်မှာ Europa League ကိုဒီရီမန်းပေါ့အဲ့လိုမျိုးတွေမှန်းခဲ့တာအောင်နျူကာဆယ်ကဖိမနိုင်မဲနဲ့ပဲဂျီဟင်းစားခဲ့တဲ့သဘောမှာရှိတယ်ဗျချင်မယ်လီကိုတန်းပြီးတော့ကန်တယ်2024-2025မှာတော့ဥရောပကိုတို့တစ်ချိန်ပြန်လာခဲ့တယ် Premier League မှာလည်းအဆင့်9နဲ့ယာတီသိမ်းတဲ့အပြင် EFL Cup ပေါ့နော် Carabao Cup ကိုလည်းသူတို့ရရှိခဲ့တယ်ဗျဒါသူတို့အသင်းရဲ့ဒီ၄နှစ်တွင်းပေါ့အထူးဖြင့်2022 2023 2024ရာသီ3ရာသီကတော့အောင်မြင်ဆုံးရာသီလို့ကျွန်တော်ပြောလို့ရမယ်ဗျအခုနှစ်ပိုင်းမှာဆိုရင်ပေါ့နော်ပြီးခဲ့တဲ့2025 2026ရာသီမှာတော့ Newcastle ရဲ့အဆိုးဝါးဆုံးရာသီတစ်ခုဖြစ်ခဲ့တယ်ပေါ့အထူးသဖြင့် Eddie Howe ရဲ့နီးပြသက်တမ်းမှာအဆိုးဝါးဆုံးရာသီတစ်ခုဖြစ်ခဲ့တယ် Newcastle အသင်းကိုသူ Europa League တို့ Champion League တို့ဝင်ခွင့်ရအောင်မစွမ်းဆောင်နိုင်ခဲ့ဘူးဗျပြဿနာဘယ်အစလဲဆိုတော့ Alexander Isak Liverpool ကိုပြောင်းသွားကနေစတယ်ဗျ Alexander Isak Newcastle ကနေ Liverpool ကိုပြောင်းတဲ့ကိစ္စမှာတော့အသင်းနီးပြရောအသင်းဘက်ကတာဝန်ရှိသူတွေတော့ဘလို့မှထိန်းချုပ်လို့မရခဲ့ဘူးဗျကစားသမားကိုယ်တိုင်ကဆန္ဒပြပြီးပြောင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်အသင်းအနေနဲ့လက်လွတ်ခဲ့လိုက်ရတယ်အဲ့လိုအခြေအနေမျိုးမှာနျူကာဆယ်အသင်းအနေနဲ့ကနီးပြကိုတိုက်စစ်မှုနေရလွယ်လွယ်ကူအစားမထိုးလိုက်နိုင်ခဲ့ဘူးပေါ့နော်အရန် player နဲ့ကြီးပဲကစားခဲ့လိုက်ရတယ်ဝယ်လိုက်တဲ့ Wisa တို့ Waterman တို့ကလည်းအလုံးမဖြစ်ခဲ့တဲ့အပြင် Osula ကလည်းနောက်ပိုင်းပွဲတွေကျမှအသုံးတက်ခဲ့တာကိုကျွန်တော်တွေ့ရမယ်ဗျပြီးတော့ကျွန်တော်မိမောင်းထိုးပြချင်တာပါလဲဆိုတော့ Newcastle မှာ Eddie Howe ကဘလို့ရာထူးယူထားလဲဆိုတော့နီးပြတက်သဘောမျိုးဖြစ်သွားတယ်ဗျ manager level လောက်ပိုင်ခွင့်တော့သူ့ကိုပေးထားမှာမဟုတ်ဘူး sport director တွေရှိတယ်သူတို့ကပဲဒီအသင်းရဲ့ transfer အပြောင်းရွှေ့အစအစကိုသူတို့ပဲတာဝန်ယူထားတာပေါ့နော်အဲ့အတွက်ကြောင့်ပဲ Eddie Howe ကဒီနှစ်မှာထောက်သွားတယ်လို့ပဲကျွန်တော်ထင်ပါတယ်အထူးဖြင့် Newcastle တင်ကဒီ Premier League ဘဏ္ဍာရေးဆိုင်ရာစီမီစီကန်းတွေကိုချိုးဖောက်ပြီးမှဆိုတဲ့အတွက်ကြောင့်သူတို့ရဲ့ကစားသမားတွေကိုတောက်လျှောက်တွေရောင်းထုံနေတာဗျသဘောတရား brother တို့ရဲ့ဒီဘဏ္ဍာရေးဆိုတာကလည်း Champion League တို့ Europa League တို့ဝင်ခွင့်ရရင်ကာမိတယ်အဲ့လိုဝင်ခွင့်မရတဲ့အသင်းတွေဟေ့ဆိုရင်မကာမိတော့ဘာလို့ဆိုတော့ခေါ်ထားတဲ့ player တွေ star player တွေဖြစ်တယ် star player တွေခေါ်ထားဖြစ်တဲ့ကြောင့်သူတို့လည်း star salary တွေပေးထားတာလစာတွေအမြင့်ကြီးပေးထားတာဖြစ်တယ်အသင်းတွေနဲ့ကဥရောပဝင်ခွင့်တွေမရဘူးခဲ့ဆိုရင်じゃမတန်ဘူးဖြစ်သွားတယ်အဲ့အတွက်ကြောင့်ပဲ Eddie Howe ကထွက်လိုက်တယ်ဒီအသင်းရဲ့ဆုံးဖြတ်ချက်တွေလာရတွေကိုသူတို့မကြိုက်တော့ဘူးပေါ့နော် Eddie Howe ဖြစ်စေချင်တာကဗျာ Chelsea တို့လိုဘာလို့လို့ဥမာပေါ့5နှစ်လောက်ဘန်းကျင်လဲဘန်းလိုက်ဝယ်မယ်ဟေ့ဆိုတော့တောက်လျှောက်ဝယ်ပေးလိုက်မယ်အဲ့လိုမျိုးပေါ့နော်နောက်ခါလာနောင်ဈေးပေါ့ဗျာနောက်ကိစ္စတွေနောက်မှရှင်းလို့ရတယ်အခုဒီလောလောဆယ်ဖြစ်ချင်တာအသင်းကိုဆက်ပြီးတော့ Europe level မှာပေါ့နော် compete ဖြစ်ချင်တာအဲ့ဒါကိုဒီအသင်းပိုင်ရှင်တွေကမလိုက်ရောခဲ့ဘူးအချမ်းသာဆုံးအသင်းဖြစ်တယ်ဆိုတာဘယ်လိုလဲဆိုတော့ brother တွေစာအုပ်ထဲမှာတော့အချမ်းသာဆုံးပဲတကယ်တမ်း3ခွင့်ရှိလားဆိုတော့3ခွင့်မရှိဘူးဗျဘာလို့ဆိုတော့ဒီဘန်နာရေးဆိုင်ရာစီမီစီကန်းတွေညှိမှာဆိုလို့အသင်းကမတုံးဘူးအသင်းကိုယ်တိုင်လည်းစာအုပ်ကြီးတိုင်းပဲသွားနေစာအုပ်ကြီးအတိုင်းပဲသွားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်အခုစာအုပ်ကြီးတိုင်းပဲတန်းစင်းစုံတာကိုတော့မှနှီးစပ်နေတဲ့အနေသဘောတရားတွေဖြစ်လာပြီ brother တို့ရေပြီးခဲ့တဲ့2025 2026ရာသီကရက်လက်ကတော့အ
အသင်းတာဝန်ရှိသူတွေနဲ့လည်းသက်ဆိုင်သလိုအန်ဒီဟောင်းနဲ့လည်းသက်ဆိုင်နေဗျဘာလို့လဲဆိုတော့ Isak လောက်ထွက်သွားခဲ့တယ်ဆိုပေမဲ့ Isak နဲ့ Anderson တို့လောက်ပဲရှိတာပေါ့နော်အရင်နှစ်ကဆိုရင်ကျန်တဲ့ဒီ Grimaldo တို့ Tonali တို့လူဆောင်ရှိသေးရပေါ့နော်အဲ့လိုချင်းနေမှုမှာအသင်း7နှစ်လောက်ဖြစ်တယ်အဆင့်6ခွန်လောက်ဆိုလက်ခံလို့ရသေးတယ်ဗျ7နှစ်လောက်ကြီးကြအဲ့ဒီဟောင်းလည်းနည်းနည်းသူနဲ့တော့ပြောကမကင်းဘူးလို့ကျွန်တော်ယူဆခြင်းတယ်ဗျ။ Brother တို့ရဲ့ Newcastle အသင်းရဲ့အခုလိုကြာရှုံးခန်းကြီးကိုကျွန်တော်တေချာသုံးသက်ကြည့်ရမယ်ဟဲ့ဆိုရင်ဘယ်လိုအချက်တွေကိုတွားပြီးတွေ့နိုင်လဲဆိုတော့အထူးဖြင့်အသင်းပိုင်ရှင်တွေပေါ့နော်ကမ္ဘာအချမ်းသာဆုံးအသင်းပိုင်ရှင်တွေဖြစ်ပေမဲ့လည်းငွေသုံးမကျန်းတာတွေ့ရတယ်ပေါ့နော်။သူတို့အနေနဲ့ငွေသုံးခဲ့တာဘယ်ရာဒီမှာလဲဆိုတော့2021တရားဒီနီးပါးလောက်ပဲသုံးခဲ့တာဗျ။နောက်တစ်ချက်ပါထပ်ပြီးတွေ့ရလဲဆိုတော့ကစားသမားတွေနဲ့ချုပ်ထားတဲ့စာချုပ်တွေထဲမှာဘလို့အချက်တွေပါလဲဆိုတော့အထူးဖြင့် Bruno Guimaraes တို့ Tonali တို့ Isak တို့နဲ့ချုပ်ထားတဲ့စာချုပ်တွေမှာဆိုရင်ဘာသွားတွေ့ရလဲဆိုတော့ Champions League ဝင်ခွင့်မရရင်အသင်းကနေရောင်းချပေးဖို့အသင်းပြောင်းဖို့ခွင့်ပြုပေးဖို့ဆိုတာလေးတွေ Verbal Agreement လို့ပုံစံမျိုးလေးတွေထည့်ချုပ်ခဲ့တယ်ဗျအဲ့ချက်လေးတွေကအသင်းအတွက်တော့နစ်နာစရာတော့ကောင်းနေခဲ့တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့ Eddie Howe က4ရာသီဇက်တိုက်ကောင်းခဲ့တာမှန်တယ်ဒါပေမဲ့အရင်ပြီးခဲ့တဲ့ရာသီမှာတော့သူ့အနေနဲ့ကတော်တော်လေးကိုစိုးစိုးဝါးဖြစ်သွားခဲ့တယ်ဗျဒါ Brother တို့သိတဲ့အတိုင်းပဲ Newcastle အသင်းကဒီပထမပိုင်းမှာဟဲ့ဆိုတကူ2ဂိုးနဲ့တွင်းပြီးတော့နိုင်နေလဲစိတ်မချဘူးဘယ်အသင်းမဆိုသူကတွင်းမှာပဲအသင်းကြီးအသင်းငယ်ဒါပေမဲ့ပြဿနာတစ်ခုကဘာလို့လဲဆိုတော့အတင်းကြီးတင်းငယ်ဘယ်အတင်းမဆိုသူတွင်းနိုင်မှာသူ့ရဲ့နောက်တန်းကလည်းအတင်းကြီးတင်းငယ်ဘယ်အတင်းမဆိုဂိုးတွေပြန်ပေးရတယ်ဗျ93တို့94မိနစ်တို့ရောက်လဲလူကာဆယ်တင်းနေတယ်စိတ်မချခဲ့ရဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေကြောင့်ပြန်ပြီးပေးခဲ့အက်ဒီဟိုအမားလည်းမကင်းဘူးပေါ့ဗျာနော်ပထမတစ်ချက်ကအသင်းပိုင်ရှင်တွေရဲ့ဒုတိယချက်ကစာချုပ်တွေရဲ့တတိယချက်ကတော့နီးပြဗျာနော်ဒီနေ့ရာသီမှာနျူကာဆယ်အသင်းဘလို့ဖြစ်နိုင်မလဲဆိုတော့တစ်ချက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုလောလောဆယ်အထိတော့ Newcastle အသင်းအနေနဲ့ statement signing တွေတော့လုံးမထားဘူးဗျ statement signing တွေလုံးမထားတော့ညာလဲ Tonali ကိုရောင်းရတဲ့ percent ရှိမယ်ဗျ Bruno Guimaraes ကိုရောင်းချထားတဲ့ percent တွေရှိမယ် Gordon ရောင်းချထားတဲ့ percent တွေနဲ့ပေါင်တန်းရာကျော်နေပြီသူတို့ပြန်ဝယ်ထားတဲ့ player လေးတွေအငယ်လေးတွေပဲဝယ်ထားသေးရ brother တွေသိရမလား talent လေးတွေဗျသဘောတရားနောက်4နှစ်5နှစ်လောက်မှအထိုင်ကျမဲ့ player မျိုးတွေဖြစ်နေဆိုတော့ဒီလိုအခြေအနေမျိုးကြီးကို Newcastle fan တယောက်အနေနဲ့ထိုင်ကြည့်နေရအောင်နည်းနည်းတော့ရှင်နာဖို့ကောင်းတယ် brother တို့ကြီးကျွန်တော်ထင်တာမမှားဘူးဆိုရင်တော့ Newcastle အသင်း Champions League တို့ Europa League တို့ပြန်လာဖို့တော့တော်တော်ခဲရင်းနေဦးမယ်လို့ကျွန်တော်ယူဆချင်တယ်ဗျနောက်နှစ်မှာပေါ့နော်ဒီနှစ်မှာသူတို့တမ်မဆင်းအောင်ပဲကန်ဖို့ကအဓိက target ဖြစ်လာပြီအခုလောလောဆယ်နီးပြအစ်ရောက်လာတယ်ဆိုပေမဲ့လည်းနီးပြအစ်ကလည်းဒီကစားသမားတွေနဲ့အဝင်ခွင်ကြအောင်ပါအချိန်တွေကနှစ်မျိုးဖြစ်လာနေဗျကစားသမားအစ်တွေနဲ့နီးပြအစ်နဲ့အဝင်ခွင်ကြသွားရင်တော့အသင်းကဘာပဲပြောဒီပြည်တွင်းဖလားလေးသဘောတရားဗျဒီ Champions League တို့ Europa League တို့ Premier League ဖလားတို့ထဲဆိုင်ဥမာပေါ့ဒီ FA တို့ Carabao တို့လောက်ကိုတော့အရင်လိုပြန်ပြီးတော့မျှော်လင့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲသွားစေချင်တယ်ဗျဟို Champions League ဝင်ခွင့်ရအောင်1-5ကစားမဲ့အစားဒါမှမဟုတ် Europa League ဝင်ခွင့်ရအောင်6-7-8လောက်ကစားမဲ့အစား Carabao လေးတစ်လုံးလောက်ယူလိုက်ရင် Europa League ကို auto ဝင်ခွင့်ရတယ်အဲ့လိုမျိုးလေးပေါ့နော်ဖြစ်စေချင်တာအဲ့လိုမျိုးလေးဗျအသင်းဒီပြလည်းအဲ့အခြေအနေတွေကိုနားလည်မယ်လို့တော့ယူဆရတာပဲ brother တွေဘာပဲပြောဒီ Newcastle အသင်းဒီလိုမျိုးအခြေအနေအရန်ဆိုးနေတဲ့ကြားထဲမှာအကောင်းဆုံးတွေဖြစ်လာပါစေလို့ပဲကျွန်တော်ဒီကနေပဲဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ brother တွေအားလုံးလည်းကျမ်းမာချမ်းသာရှင်လန်းချမ်းမြေ့ကြပါစေဘေးရန်တွေကင်းကြပါစေ channel လေးကိုလည်း like and subscribe လုပ်သွားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့ဒီကနေပဲမေတ္တာရက်ခံရင်းနဲ့ဒီဗီဒီယိုလေးကိုညီကုန်းကမှတ်အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ